အဲ့တော့ခုဗီဒီယိုကတော့ table မှာပေါ့နော် color ချဲတာလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့အခုဒီ table ပေါ့နော်ဒီ table ကိုမလိုချင်ဘူးပြန်ဖြတ်ချင်တယ်ဆိုလို့ရှိရင်ဒီ plus sign လေးကိုတစ်ချက်နှိပ်ပြီးသွားလို့ရှိရင် keyboard ပေါ်က backspace key လေးကိုတစ်ချက်နှိပ်လိုက်လို့ရှိရင် table က delete ဖြစ်သွားလိမ့်မယ်ပေါ့နော်နောက်တစ်ခု table ရဲ့ဒီခေါင်းစည်းပိုင်းလေးတွေကို color ချဲခြင်းတယ်ပေါ့နော် color ချဲခြင်းတယ်ဆိုလို့ရှိရင်ဒီဟာလေးတွေကို select လုပ်မယ်ပြီးရင် table design ကိုသွားမယ် table design အောက်က shading အောက်ကကိုကြိုက်တဲ့ color တစ်ခုခုကိုရွေးလိုက်မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင် table color ချဲသွားလိမ့်မယ်ပေါ့နော်နောက်ဒီဟာလေးပါထပ်ပြီးတော့ select လုပ်ပြီး shading လေးကိုပြန်ပြီးတော့ချဲသွားလိမ့်မယ်နော်နောက်တစ်ခုကကြတော့ဒီအကွက်တွေပေါ့နော်မလိုချင်ဘူးမပေါ်ချင်ဘူးပေါ့နော်မပေါ်ချင်ဆိုလို့ရှိရင်ဒီဟာလေးကိုဒီတစ်ခုထဲပေါင်းလိုက်မယ်ပေါ့နော် mash cell လုပ်လိုက်မယ်ဒါဆိုတစ်ခွက်တည်းဖြစ်သွားပြီပေါ့နော်အဲ့တော့ဆိုလို့ရှိရင်ဒါက center စာလေးရိုက်လိုက်မယ်ပေါ့နော် account လို့စတော့ဗာလဲ payment info အဖြစ်ပါနော်ဒီဟာလေးဒါ font size နည်းနည်းသေးလိုက်မယ်အဲ့တော့ဒီဟာက center ကျနေတယ်ဗောနော်ကိုကဒီနာလေးထောက်ကတ်ချင်တယ်ဗောနော်အောက်ရဲ့ထောက်ကတ်ချင်တာဖြစ်တဲ့အတွက်ကြောင့်ဒီဟာလေးကို align left button left ကိုရွေးလိုက်မယ်ဒါဆိုလို့ရှိရင်သူထောက်ကိုကတ်သွားလိမ့်မယ်ဗောနော်နောက်တော့ဒီဘောင်လေးကိုပေါ့နော်ဒီအကွက်ကမလိုချင်ဘူးဆိုလို့ရှိရင်ဒီဟာလေးကို select လုပ်မယ်ပြီးသွားလို့ရှိရင် table design အောက်က border အောက်က no border ကိုရွေးလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီလိုလေးပေါ်လာလိမ့်မယ်ပေါ့နော်တခါတလေတချို့ set တွေမှာဆိုလို့ရှိရင်ဒီ border ဖြောက်ထားပေမဲ့လည်းပြာရောင်လေးရေးလေးပေါ်နေသေးရပေါ့နော်အဲ့လိုပေါ်နေတယ်ဆိုလို့ရှိရင်ဘယ်ကိုထပ်ပြီးတော့နှိပ်ရမလဲဆိုတော့ border အောက်ကဒီ view grid line ကိုပေါ့နော်တစ်ချက်ပြန်ပြီးတော့ off လုပ်ပေးအောင်ပေါ့နော်နှိပ်လို့ရှိရင်ဒီပေါ်နေတဲ့ဒီပုံမှန်ဒီမျိုးရေးလေးပေါ့နော်ဒါအမဲရောင်လေးအဆက်လေးပေါ့နော်ဒါမျိုးမပေါ်ချင်ဘူးဆိုလို့ရှိရင် view grid line ကိုတစ်ချက်ပြန်နှိပ်သူပျောက်သွားလိမ့်မယ်နော်အဲ့တော့ဒီ3ပေါ့နော်ဒီ row ကြတော့သူ့ရဲ့အောက်ကဒီ border line လေးပျောက်သွားဖြစ်တဲ့အတွက်ကြောင့်ပြန်ပြီးတော့ထည့်ပေးရမှာပေါ့နော်အဲ့တော့ဒီ row လေးကို select ပြန်လုပ်မယ် border ပြီးရင် all border ပြန်ပြီးတော့ထည့်ပေးလိုက်ပါတော့ဒီဘေးကဟာလည်း border ပြန်ပြီးတော့ထည့်ပေးမယ် border တိုင်းက all border ပြန်ပြီးတော့ထည့်ပေးလိုက်မယ်เนาะဒါဆိုလို့ရှိရင်ဒီလိုမျိုး voucher ကွက်စည်ရင်စရာကွက်တစ်ကွက်လေးတွေကိုဆောက်လို့ရလိမ့်မယ်ပေါ့နော်